ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေမှာဓမ္မပဒဟာအလွန်ထင်ရှားပြီးဘဝသင်္ကန်းစာကိုရှင်းရှင်းလင်းလင်းဟောကြားဆုံးမခဲ့တဲ့ဒေသနာတော်တရားဖြစ်တယ်။မြတ်စွာဘုရားတတော်ထင်ရှားရှိတဲ့မျက်မှောက်ဘဝမှာဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုကြည့်ပြီးတော့ဓမ္မရတ္တပေါ်လွင်အောင်ဆိုဆုံးမတော်မူခဲ့တဲ့ဒေသနာတော်ဖြစ်လို့သာဓကဒေသနာတော်တွေနဲ့မတူပဲနဲ့တမှုထူးခြားတဲ့ဒေသနာတော်ဖြစ်တယ်သာဓကဒေသနာဆိုတာသာတံဗုဒ္ဓံကာယတိကတိယတိဣတိနာတိသာဓကံလို့ဆိုတဲ့အအတိတ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုရှင်းလင်းဖော်ပြဟောကြားဆုံးမတဲ့ဒေသနာမျိုးဖြစ်တယ်ခုဓမ္မပဒကတော့အဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားလက်ထက်မှာဖြစ်ပျက်နေတဲ့ပစ္စုပန်ဝတ္ထုအကြောင်းတစ်ခုကိုပြုပြီးတော့မြတ်စွာဘုရားဟာဘဝသင်္ကန်းစာတစ်ခုဓမ္မရတ္တပေါ်လွင်အောင်ဟောကြားဆုံးမခဲ့တာဖြစ်လို့အလုံးမဲ့မှတ်သားစရာကောင်းတယ်လို့ပြောမှာဖြစ်တယ်ဒီကနေ့အပိုင်းတစ်ကနေစပြီးတော့ကာထာပေါင်း400ကျော်ဖြစ်တဲ့ဓမ္မပဒဒေသနာတော်ကဘဝသင်္ကန်းစာများကိုရယူချဖို့ဘဝသင်္ကန်းစာရယူတဲ့အခါမှာမြတ်စွာဘုရားရဲ့ဆိုလိုရင်းအဓိပ္ပာယ်ရှင်းရှင်းလင်းလင်းသိပြီးတော့မိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်အချက်တွေကိုအရာအမိနာယူမှတ်သားဖို့လိုအပ်တယ်ပေါ့တရားနာတဲ့အခါမှာမမိခြင်းနဲ့သဘောပေါက်နားလည်ခြင်းလို့နှမျိုးခွဲခြားပြီးမှတ်သားရမှာဖြစ်တယ်မမိဖို့အတွက်ကြတော့ပညာပုပ္ပေငမာယတတိယပြင်စနဓာရဏသမထတာပညာဥဆောင်တဲ့တတိနဲ့မမိအောင်ကြိုးစားမှာဖြစ်တယ်မမိတယ်ဆိုတာတတိနဲ့အာယုစိုက်ပြီးတော့မမိအောင်ကြိုးစားသဘောပေါက်နားလည်မှုကြတော့တတိပုပ္ပေငမာယပညာယအဋ္ဌဒါရဏသမထတာအဋ္ဌဝဘောရသမထတာတတိဥဆောင်တဲ့ပညာဖြင့်အတိပ္ပယ်ကိုနားလည်ချရမှာဖြစ်တယ်ဆိုလိုတာကတတိနဲ့ပညာတရားချက်ကင်သူတော်စင်ပြိတ္တတို့ရဲ့ရင်ထဲမှာရှိတဲ့တတိနဲ့ပညာဒီစွမ်းအားနှစ်ခုကိုသုံးချပြီးတော့ပညာဥဆောင်တဲ့တတိနဲ့မှတ်သားပြီးတတိဥဆောင်တဲ့ပညာဖြင့်နားလည်သဘောပေါက်အောင်မှာဖြစ်တယ်ပေါ့အဲ့ဒီနှစ်ရပ်ကိုကြံ့ကြံ့နာအသုံးချလိုက်နိုင်ပြီဆိုရင်ရှင်တဲ့နှလုံးထဲမှာစွဲသွားပြီးမြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဘဝသင်္ကန်းစာတွေဖြစ်လာမှာဖြစ်တယ်ပေါ့အဲ့လိုဘဝသင်္ကန်းစာဖြစ်လာတဲ့အခါကျတော့ဘဝမှာကြုံရတွေ့ရဆုံရတဲ့အခါမှာဘုရားရဲ့အဆုံးအမနဲ့လှုပ်တဲ့နာလှုပ်ပြီးရှောင်တဲ့နာရှောင်နိုင်မှာမိမိတို့လိုချင်တဲ့ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခအဲ့လိုမဟုတ်လို့ရှိရင်ကိုလိုချင်တာကဒုက္ခရတာဒုက္ခဆိုပြီးတန်တရားထဲမှာအခက်ခဲတွေနဲ့ကြုံတွေ့နိုင်တာပေါ့ဒါကြောင့်မို့တန်တရားရဲ့အခက်ခဲတွေဆင်းရဲဒုက္ခတွေနဲ့မကြုံတွေ့ပဲမိမိလိုချင်တဲ့ချမ်းသာဒုက္ခကိုရရှိဖို့ဆိုတဲ့အခါအပြင်ကိုအားကိုးရမှာမဟုတ်ဘဲနဲ့ကိုယ့်ရင်နဲ့နှလုံးထဲက
စွမ်းအားတွေကိုမြင့်တင်ပြီးတော့ထိုစွမ်းအားတွေနဲ့မမေ့အောင်သဘောပေါက်အောင်နားလဲကြကြိုးစားရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာမိုင်းစင်တာတိချင်းလို့ဆိုတဲ့စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာအတ္တဟိအတ္တနောနာထောလို့ဆိုတဲ့ကိုယ်အားကိုးပြီးတော့ကိုယ်တိုးတက်အောင်ကိုယ်ရိုင်းမဲ့ကြိုးစားကြရတာဒီလိုဆိုတော့အမေဖေဆရာသမားဒါတွေအာမကိုရဘူးလားလို့ဆိုကန္တတစ်ခုအနေနဲ့အပိုင်းတစ်ပိုင်းအနေနဲ့အာကိုရဖြစ်တော့လေတကယ်လက်တွေ့အပြည့်ဝအာကိုရမှာတော့ကိုယ့်အကိုပဲအာကိုရဖြစ်တယ်မိဘဆရာသမားတွေစီကရနိုင်တဲ့အာကိုဆရာအချက်လက်ကသူတို့ရဲ့လမ်းညွှန်ဆုံးမဩဝါဒသားနဲ့ဖြစ်တယ်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားဟောချပြီးမလုံတဲ့နာကိုရှောင်ဖို့လုံတဲ့နာလုံဖို့ဆိုတဲ့အကျိုးအကြောင်းပြဆုံးမဩဝါဒမျိုးဟာမိမိအတွက်အလင်းရောင်ပမာဖြစ်လို့မိဘဆရာသမားတွေကိုအားကိုးရတဲ့အပိုင်းဟာလမ်းညွှန်ပြသမှုသာလင်ဖြစ်ပြီးကျန်တဲ့ရှောင်ကျဉ်မှုနဲ့လှုပ်ဆောင်မှုဆိုတဲ့အလုပ်တွေကြတော့မိမိကိုယ်တိုင်ပဲလုပ်အောင်မှာဖြစ်တယ်အဲ့ဒီသဘောတရားကိုယင်ထဲမှာမှတ်သားထားပြီးတစ်ဖက်သားကိုအာကိုလွန်ခြင်းအနာဂတ်ကိုမျှော်လွန်ခြင်းနဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ဖဲနဲ့နေခြင်းတို့ဟာအကျိုးပြည့်ပြခြင်းရဲ့အကြောင်းတရားတွေဖြစ်တယ်ဒီကနေ့လူသားတို့ရဲ့ကဘာမှာလူဦးရေတန်ပေါင်း9000ကျော်ရှိတယ်မြတ်ဗုဒ္ဓရဲ့ဆုံးမကိုရရှိတဲ့ပုဂ္ဂိုလ်ဥယေဟာဗတ္တမနေတဲ့ပေါ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တိုင်းလည်းပဲဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးမှုဆိုတာအားနေတယ်လို့ပြောအောင်။ဘာကြောင့်လို့ဆိုလို့ရှိရင်ကိုယ်အားကိုယ်ကြိုးစားဖို့ဆိုတာလူတွေမှာအခက်ခဲလို့ထင်ယူဆကြတယ်။တသန္တရာလုံးမှာသူများကိုအားကိုးလာတဲ့စိတ်တွေဟာရုပ်တရက်ပဲဖြောင်းနိုင်တာမဟုတ်ဘူး။ခဏခေတ်မှာတောင်မှပဲဘုရားသခင်လူတော်ချဆိုပြီးဘုရားသခင်ဆိုတာဖန်ဆင်းလို့ဖြစ်ရတယ်ဆိုတဲ့အယူဆတွေနဲ့ဘုရားသခင်ရဲ့မတော်မူမဲ့နေ့ကိုမျှော်လင့်ပြီးတော့နေတဲ့လူဦးရေကအလွန်များတယ်ကိုယ်တိုင်လုံးဝမဲ့အလုပ်ကိုမေ့လျော့ထားပြီးဘုရားသခင်ကိုမျှော်လင့်ဆောင်စားနေခြင်းဟာတစုံတရာအကျိုးတစ်ခုရလာမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားအတ္တဟိအတ္တနောနာထောလို့အဲ့ဒီအတ္တဟိအတ္တနောနာထောဆိုတာမိမိသိတာနဲ့မိမိရဲ့ကိုယ်ဝေယလို့ဆိုတာဆိုလိုရင်းအဓိပ္ပာယ်ကအရာခတ်သိမ်းဟာကိုယ့်ပေါ်မှာမူတည်တယ်ကိုယ့်ကိုကောင်းအောင်လုပ်ရမှာကိုယ်ပဲဖြစ်တယ်သို့တော့ကိုယ်ကောင်းအောင်လုပ်ဖို့အတွက်ကြတော့ဆုံးမဩဝါဒဆရာကောင်းသမားကောင်းမိကောင်းဆွေကောင်းပညာရှိသူတော်ကောင်းတို့ရဲ့အဆုံးအမဆိုလိုအပ်တယ်ပေါ့အဲ့ဒီလိုအပ်ချက်ရပြီးတဲ့နောက်မှာကိုယ်ပဲကောင်းအောင်လုပ်ရမယ်လို့ဒီအတ္တဟိအတ္တနောနာထောဆိုတဲ့ဒေသနာကိုတောင်းမှပဲဘုရားသခင်ဆိုတာအာကိုးတဲ့ပုဂ္ဂိုလ်တွေကအဓိပ္ပာယ်ဖြတ်ပြီးတော့ဖွင့်ဆိုကြတာရှိသေးတယ်အတ္တဟိအတ္တနောလို့ဆိုတဲ့နေရာမှာအတ္တဆိုတဲ့စကားလုံးကိုသူတို့လိုချင်တဲ့ဘက်ဆွဲပြီးမိမိဒီသားလည်းမိမိရဲ့ကိုယ်ဝေယလို့အဓိပ္ပာယ်မဟုတ်ဘဲနဲ့ individual soul လို့ခေါ်တဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့သရဝါတွေဟာဖန်ဆင်းရှင်ကြီးဖြစ်တဲ့နော်အတ္တဆိုတာသရဝါတွေကိုဖန်ဆင်းတဲ့ဘုရားသခင်
universal soul လို့ခေါ်တဲ့တရားအလုံးကိုဖန်ဆင်းတဲ့ဘုရားသခင်ကြီးကိုဒီနေရာမှာအတ္တလို့ခေါ်တယ်အဲ့ဒီအတ္တဆိုတဲ့ဖန်ဆင်းရှင်ကြီးဟာအတ္တနောနာထော individual soul လို့ခေါ်တယ်တရားအသီးသီးဖန်ဆင်းခံရတဲ့တရားအသီးသီးရဲ့အတ္တဆိုတာရဲ့ကိုယ်ွယ်ရာဖြစ်တယ်လို့လိုချင်တဲ့ဘက်ကိုဆွဲပြီးတော့အဓိပ္ပာယ်ဖွင့်တာရှိတယ်ပေါ့တကယ်ကတော့အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူး we are our own architect လို့ဆိုတယ်ကိုယ်ဘဝကိုယ်ပဲပုံစံဖော်ရမှာဖြစ်တယ်ကိုယ်ဘဝကိုကြိုက်တယ်လို့ပုံစံဖော်လို့ရတယ်ကိုယ်ပုံစံဖော်လို့ရတယ်ဆိုတာအလွန်ကျေနပ်စရာကောင်းတာပေါ့သူများပုံဖော်ပေးရတဲ့ဘဝမျိုးဆိုတာအရာခတ်သိမ်းကိုသူများကိုအကိုးနေရမယ်ဟာတွေဖြစ်တယ်အဲ့ဒါမျိုးမဖြစ်ရအောင်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ကိုယ်ကောင်းအောင်ပြုပြင်ခြင်းဟာကိုယ်ပုံဖော်ခြင်းပဲဖြစ်တယ်ဗမာစကားမှာလည်းကိုယ်ကောင်းရင်ကောင်းခေါင်းပဲမှမရွေးဆိုတာဆိုကြတယ်နော်ကြိုးစားကဖျားဖြစ်တယ်လောကမှာအခက်ခဲဆုံးအဆင့်ဟာဖျားဖြစ်တဲ့အဆင့်လုံလဝိရိယရဲ့အကျိုးကိုလည်းရှင်းလူကြီးတွေဆိုခဲ့ကြတယ်ကြိုးစားကဖျားဖြစ်ဆိုဖျားတော်ဖြစ်နိုင်တယ်တခြားကိစ္စတွေဘယ်မှမဖြစ်ပဲရှိမလဲဆိုကြိုးစားအထောက်မှုကြိုးစားခြင်းဟာလည်းကိုယ်အားကိုယ်ခြင်းပဲဖြစ်တယ်မင်္ဂလာသုတ်တမလာတဲ့အတ္တသမ္မာပဏိဋ္ဌိဆိုတာကိုယ်ကောင်းအောင်ပြုပြင်နေဆိုတာကိုယ်စိတ်ကိုကောင်းအောင်ပြုပြင်ဒါပဲဖြစ်တယ်ကိုယ်လိမ္မာရင်ကျေးအောင်ဆုံးမပြီးကိုယ်ကောင်းအောင်ကိုယ်ကြိုးစားခြင်းပဲဖြစ်တယ်သို့တော်မိဘဆရာသမားတွေရဲ့အဆုံးအမဒါကိုကတော့အလင်းရောင်သဘောအနေနဲ့ရယူချရတာဖြစ်လို့တပ္ပုရိတုပနေတယတတ္တမတဝနာလို့ဆိုတဲ့သူတော်ကောင်းနဲ့ပေါင်းစုံပြီးခြင်းနဲ့မင်္ဂန်တဲ့တရားဓမ္မကိုနာယူမှတ်သားခြင်းဆိုတဲ့ဒီအချက်နှစ်ခုမရှိဘဲနဲ့ကတော့ကိုယ့်ကိုကောင်းအောင်လုပ်နိုင်တာမဟုတ်ဘူးပေါ့ကိုယ့်ကိုကောင်းအောင်လုပ်တဲ့အဆင့်ရောက်တဲ့အခါကိုယ့်အကိုရမှာဖြစ်တယ်ဆုံးမဩဝါဒကိုနာခံရတဲ့အချိန်လေးမှာတော့ဒါလည်းပဲကိုမပါဘူးလားလို့ဆိုပါတယ်တတိနဲ့ပညာဒီနှစ်ဖြာအသုံးချပြီးတော့ဆုံးမသမျှတွေကိုမှတ်သားနိုင်ယူနိုင်ပြီးအဓိပ္ပာယ်တည်တည်ရှိနဲ့ကိုယ်တိုင်စ조사အထောက်ကြဖို့ဆိုတာကိုရသော်ဘုရားကဆုံးမတာဖြစ်တယ်ဓမ္မပဒဒေသနာတော်ဆိုတာအလုံးပဲလူတွေရဲ့ယဉ်နဲ့နှလုံးထဲမှာတွေးခေါ်စရာတွေမှတ်သားစရာတွေနားယူစရာတွေဆိုတဲ့ဓမ္မရတ္တနဲ့ပြည့်ဝနေတာဖြစ်တယ်အခြားအစာအာဟာရတွေမိမိကြိုက်တဲ့အစာအာဟာရတွေဟာနှစ်သက်စရာရတ္တနဲ့ပြည့်စုံတော့လည်းပဲတရားဓမ္မရဲ့ရတ္တကပို့ပြီးတော့ကောင်းမွန်တယ်ဆိုတာတွေ့ရှိရမှာဖြစ်တယ်အဲ့တော့ရသော်ဗျာဓမ္မပဒမှာဓမ္မပဒထေသနာတော်ကဓမ္မရတ္တတွေကိုဘယ်လိုပေးခဲ့သလဲဘဝသင်္ကန်းစာကိုဘယ်လိုရယူအောင်ဆုံးမခဲ့သလဲဆိုတာကိုဘုရားဘာသာဝင်သူတော်စင်တို့မှတ်သားနိုင်ယူပြီးတော့မိမိတို့ဘဝကိုဘုရားရဲ့အဆုံးအမတရားတော်တွေကိုခိုင်လိုင်းအဖြစ်သုံးချပြီးမိမိတို့ဘဝတန်တရားခရီးကိုဖြောင့်တန်းအောင်ချမ်းသာဒုက္ခတစ်ခုကနေချမ်းသာဒုက္ခတစ်ခုရောက်အောင်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာလို့ရောက်ရှိသည်ထိအောင်ကိုယ်တိုင်ရှောင်လန်းကြရမှာဖြစ်တယ်ပေါ့လူတိုင်းဟာဆင်းရဲမှာကြောက်တယ်ချမ်းသာတာကိုမျက်နှိုးကြတယ်ချမ်းသာခြင်းကြတယ်ဆင်းရဲဒုက္ခကိုကြောက်တယ်သို့တော့ချမ်းသာခြင်းနဲ့ကိုလိုခြင်းနဲ့ချမ်းသာကိုလူတိုင်းရလားဆိုမရဘူးမရခြင်းနဲ့ဆင်းရဲဒုက္ခနဲ့မကြုံရဘူးလားဆိုကြုံရတယ်ဘာဖြစ်လို့လဲဆိုရင်ချ
မ်းသာရခြင်းအကြောင်းကိုသေးသေးချာချာမသိလို့ပဲဖြစ်တယ်ပေါ့လုံးတင်တာနဲ့မလုံးတင်တာသေးသေးချာချာသိပြီးမလုံးတင်တာကိုရှောင်ခြင်းလုံးတင်တာကိုလှုပ်ဆောင်ခြင်းဖြစ်တာလေကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အခုလိုတရားပွဲကြီးတွေကျင့်ပါတယ်ဆိုတာထူးခြားတဲ့အသိဉာဏ်တွေရအောင်ယူနိုင်ဖို့အရေးကြီးတယ်ပေါ့ပိဋကတ်သုံးပုံထဲမှာမြတ်စွာဘုရားဘာတွေဆုံးမခဲ့တယ်လဲဆိုတာကိုနာယူမှတ်သားပြီးမိမိတို့ယင်ထဲရောက်လာပြီဆိုတဲ့အခါမှာဒီမီးရှုတစ်ဆောင်လမ်းပြထားတဲ့ဓမ္မရတ္တဘဝသင်္ကန်းစာအတိုင်းလျှောက်လမ်းဖို့အရေးကြီးတယ်။ဒါကြောင့်မို့ပါဠိစာပေမှာအဆိုမိတ်နေရှိတယ်။ဥပရိသမတ္တမေဝဟိပရာယတ္တာအဆုံးမစကားမြလမ်းညွန်ပြတ်သားမှုမြတာလေသူတော်ဘာကိုသူတော်ဘာနဲ့ပတ်သက်တာဖြစ်တယ်ဆိုလိုတာကမိဘဆရာသမားတွေကလှုပ်ပေးနိုင်တာလမ်းညွန်ပြတ်သားမှုပဲဖြစ်တယ်ပေါ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာလုပ်ရမယ်ဘာမလုပ်ရဘူးဆိုတဲ့ညွန်ကြားချက်မျှတာဖြစ်တယ်အညာတပ္ပတမ္ပတ္တိပုရိသတ္တအတ္တဓိနမေဝသရဝါရီမှာတခြားပြည့်စုံအောင်မြင်မှုတွေဟာကိုယ့်ပေါ်မှာသာမူတည်တယ်ဆိုတဲ့စကားပဲနော်အညာတပ္ပတမ္ပတ္တိဥရိတမှလွဲပြီးတခြားဥရိတမှတပါအောင်မြင်မှုအရာခတ်သိမ်းအောင်မြင်မှုပြည့်စုံမှုတွေဟာအတ္တဓိနမေဝကိုယ်နဲ့သာပတ်သက်တယ်လို့ဆိုကိုလုံးဝမဲ့အလုပ်တွေအများကြီးရှိတယ်ဆိုတာကိုသဘောပေါက်ထားကြဖို့ပေါ့အဲ့ဒီလိုသဘောပေါက်ပြီးတော့ကြိုးစားအထောက်မှဘဝမှာကိုလိုချင်တဲ့ဒုက္ခရရှိပြီးကိုယွန်ရှာမုန်းနေတဲ့ဒုက္ခကလွတ်မြောက်ကြမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်လိုချင်တာကချမ်းသာဒုက္ခရနေတာကဆင်းရဲဒုက္ခဆိုတာတွေနဲ့ဆင်းရဲဒုက္ခဝတ်တွင်းကနေလွတ်ကင်းနိုင်ကြမှာမဟုတ်ဘူးတဲ့အေးဒါကြောင့်မို့ဓမ္မပရဓိတနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာဆိုအလေးကိုမိမိရရမှတ်သားကြဖို့မြတ်စွာဘုရားဟောပြတဲ့ဓိတနာတော်တွေဟာအလုံးမဲရှင်းတယ်လူတိုင်းနားလည်နိုင်တဲ့ဓိတနာစကားလုံးများသာဖြစ်တယ်ဟုတ်မဟုတ်ကိုယ့်အကိုဆင်ញင်သုံးသပ်ကြည့်ရမှာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့စကားလေးတွေကိုအပိုက်လိုက်မှတ်သားဖို့ဘုရားရဲ့ဆုံးမဟာလူတိုင်းကိုဆုံးမတဲ့စကားဟာလူတွေရဲ့စိတ်ကိုအဓိကဥတည်ချက်ထားပြီးတော့ဆုံးမတာလူတိုင်းဟာအသိစိတ်တွေရှိကြတယ်အဲ့ဒီစိတ်ဓာတ်ကိုဘယ်လိုလုပ်ရမလဲဆိုတာဘယ်လိုထားရမလဲဆိုတာကိုမြတ်စွာဘုရားကလူတဘာဝစိုက်ထီအောင်ဟောပြောတာမနောပုပ္ပင်ကမဓမ္မာလောကမှာရှိတဲ့တဘာဝတရားတွေဟာစိတ်ကဥဆောင်နေတာဖြစ်တယ်စိတ်တေနနိယတိလောကောဆိုတဲ့တခြားနေရာမှာဟောတာလောကကြီးကိုစိတ်ကရှေ့ဆောင်နေတာဖြစ်တယ်ဒီသဘောတရားကိုစဉ်းစားဖို့မတ္တမအရေးကြီးတယ်ပေါ့စိတ်ကဥဆောင်တဘာဝတရားအလုံးကိုစိတ်ကအောက်ဆောင်တဘာဝတရားလို့ဆိုသည်မှာအတ္တကရာမှာတော့ဖွင့်ထားတာဓမ္မဆိုတာစိတ်ခံစားချက်တွေစိတ်ရဲ့မှတ်သားမှုတွေစိတ်ရဲ့လှုပ်ဆောင်မှုတွေအလုံးအသိစိတ်ကဥဆောင်နေတယ်လို့သူတို့ပြောတယ်ဆိုလိုတာကအဘိဓမ္မာစကားလုံးနဲ့ပြောရင်စေတသိက်တွေကိုစိတ်ကဥဆောင်တယ်လို့ဆိုလိုတဲ့အထိသို့တော့စေတသိက်တွေကိုလည်းဥဆောင်တာလားလို့ဆိုမဟုတ်ဘူးစိတ်ကြောင့်ဖြစ်တဲ့ယုတ်တရားတွေကိုလည်းပဲဒီစိတ်ကပဲဥဆောင်တယ်နော်အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတဲ့သဘောလေးကိုကြည့်မနောပုပ္ပင်ကမဓမ္မာတဘာဝတရားအလုံးဟာစိတ်ကဥဆောင်နေတာဖြစ်တယ်လို့ဆိုတာ
အရေးကြီးဆုံးကကိုယ်စိတ်ကိုထိမ့်သိမ်းဖို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမနောတိဋ္ဌာစိတ်ကကြီးမှုနေတာဖြစ်တယ်မနောမယစိတ်ကဖန်တီးပြုလုပ်ထားတာတွေသာဖြစ်တယ်သဘာဝတရားတွေကိုစိတ်ကကြီးမှုနေတယ်သဘာဝတရားတွေဟာစိတ်ကဖန်တီးထားတာတွေဖြစ်တယ်လို့စိတ်ဖြစ်တဲ့အတိုင်းဖြစ်ကြရတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့လူတိုင်းဟာစိတ်ဆိုတာရှိကြအဲ့တော့စိတ်ရဲ့သဘာဝကိုသေသေးချာချာသိဖို့လိုတယ်ပေါ့အဲ့ဒီအချက်ဟာမြတ်စွာဘုရားရဲ့အဆုံးအမဗဟိုပြုတဲ့အချက်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေမှာစိတ်ကိုမထိန်နိုင်လို့ရှိရင်ဘာဖြစ်သွားတော့စိတ်ကိုမထိန်နိုင်လို့ရှိရင်နော်အပြောဆိုတွေမှားသွားမယ်အတွေးခေါ်တွေမှားသွားမယ်ပြောဆိုမှုတွေလွဲမှားသွားတယ်ပြုလုပ်မှုတွေလွဲမှားသွားစိတ်ကိုထိန်းလိုက်လို့ရှိရင်စိတ်နဲ့တွေးရတဲ့အတွေးတွေကလည်းမှန်ကန်တယ်စိတ်ထဲရှိတာကိုထုတ်ပြောတဲ့အပြောတွေဟာလည်းမှန်ကန်တယ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ရှားလှုပ်ကိုက်မှုတွေလည်းပဲမှန်ကန်သွားတယ်ဆိုအမှန်မှအဓိကကြတယ်စိတ်ကလေးအဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာပုံတွေကိုတည်တည်ချာချာရှင်းပြတဲ့အခါကိုယ့်ကိုရှင်းကြည့်လိုက်စိတ်ကဥဆောင်နေဆိုတဲ့နေရာမှာဆိုပါတော့မျက်စိနဲ့အစင်းအာယုံဆုံးလိုက်တဲ့အချိန်လေးမှာမြင်သိစိတ်ကလေးဖြစ်လာတယ်မြင်နေဆိုတာဖြစ်လာမြင်နေဆိုတာဖြစ်လာပြီးတဲ့နောက်မှာဒီအပြစ်ကင်းတဲ့သဘောတရားတွေပဲဆက်ပြီးတော့ဖြစ်တယ်မြင်တဲ့အာယုံလေးကိုလက်ခံတဲ့စိတ်မြင်တဲ့အာယုံလေးကိုစူးစမ်းတဲ့စိတ်မြင်တဲ့အာယုံလေးကိုဆုံးဖြတ်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိသေးတဲ့သဘောတရားတွေပဲဖြစ်တယ်သို့တော့အဲ့ဒီနောက်ဖြစ်လာတဲ့ဇောဆိုတဲ့စိတ်တွေကြတော့ကောင်းတာမကောင်းတာရောထွေးလာပြီနော်ကောင်းတာမကောင်းတာရောထွေးလာပြီအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေပြောရမယ်ဆိုလို့ရှိရင်သက္ကဝိညာဉ်ပြီးရင်တမ္ပတိဆိုင်ပြီးရင်တန်တိရဏပြီးဝုထောအဲ့ဒီထီအောင်စိတ်ဟာပြစ်ကင်းနေသေးတယ်စိတ်ပဲဥဆောင်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိဘူးအေးဝုထောပြီးတော့ဇောဆိုတာလာလိုက်လို့ရှိရင်အပြစ်ရှိတာနဲ့အပြစ်ကင်းတာနှစ်ခုဖြစ်သွားပြီအဲ့ဒီချက်မျိုးအဲ့တော့စိတ်ရဲ့သဘာဝစတင်လာတော့ဖြူစင်တယ်ပြစ်ကင်းတယ်နောက်ပိုင်းမှာရောထွေးပေါင်းရှက်လာတတ်တယ်ဆိုတော့ဒါကြောင့်မို့စိတ်ကဥဆောင်နေတယ်ဆိုတဲ့အပြစ်ကင်းတဲ့စိတ်ကဥဆောင်တယ်နားတွေကအတန်ကြားလိုက်တယ်အတန်နဲ့နားနဲ့ဆုံစည်းလိုက်တဲ့အခါမှာကြားသိစိတ်လေးဖြစ်တယ်ကြားသိစိတ်လေးဖြစ်တဲ့အချိန်ထိအောင်စင်ကြယ်နေသေးတယ်သို့တော့နောက်ပိုင်းဇောအစဉ်ရောက်လာတဲ့အခါကျတော့จิตနှမှုမจิตနှမှုဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒါလို့ဆင်းရဲဖြစ်လာမြတ်စွာဘုရားဒိဋ္ဌိဒိဋ္ဌမတ္တံဆိုတဲ့ကျင့်စဉ်ကြီးခေါ်တာလည်းပဲဒီသဘောကိုခေါ်တာပဲဝိပဿနာတရားအထုတ်လို့ဉာဏ်ကိုမြင်အောင်စစ်မှာပဲထားရမယ်ဆိုတဲ့ကျင့်စဉ်ဟာဘာဟိယဓာရုစီရိယကိုဟောခဲ့တယ်မာလုကြပုဒ္ဒဆိုတဲ့ယဟန်ကိုကပ္ပဋ္ဌာန်းဤပေးခဲ့တယ်အဲ့ဒီကျင့်စဉ်နေနဲ့တခြားဝိပဿနာကျင့်စဉ်နေထပ်တူညီမျှတူညီတဲ့ကျင့်စဉ်နေတာဖြစ်ပါတူတူပါပဲအားလုံးအခုပြောတဲ့မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမယဆိုတဲ့ဓမ္မပဒတေသနာဟာလည်းပဲအေးအရာရာစိတ်ကဥဆောင်နေတယ်စိတ်ကပဲကြီးမှုနေတယ်စိတ်ကပဲဖန်တီးနေတယ်ဆိုတာကိုသတိထားဖို့ဒီသဘောမျိုးဆိုတာနော်ဒါသဘာဝကိုပြောလိုက်တာဟုတ်ပြီဘုန်းကြီးတို့ကိုယ့်ကိုစဉ်းစားကြည့်ကိုမကြိုက်တဲ့အာယုန်လေးတစ်ခုမျက်စိထဲမှာမြင်လိုက်တာနဲ့တပြိုင်နက်မကြိုက်ဘူးဆိုရင်မကျေနပ်မှုဒေါသဖြစ်မှုဆိုပေါ်လာတယ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ကျေနပ်မှုလက်ခံမှုလောဘဖြစ်မှုဆိုဝင်လာပြန်
အတန်ကြားရင်လည်းပဲထို့တူပဲကိုကြားခြင်းနဲ့အတန်လေးကြားလိုက်ရလို့ရှိရင်ကျင့်တတ်တယ်မကြားခြင်းနဲ့အတန်ကိုကြားလိုက်ရပြီဆိုရင်အလိုမကျဒေါသဖြစ်တယ်အဲ့ဒီလိုလူတွေရဲ့သဘာဝမှာအဲ့ဒီလောဘဒေါသဆိုတာတွေဟာအာယုံဝင်လာလို့စိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်သူတို့ဟာအစင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်လာဖို့ဝင်ရောက်လာဖို့အခြေအနေကြီးတစ်ခုဖြစ်နေတယ်အဲ့ဒီအချိန်လေးမှာတတိနဲ့တမ္ပစင်ညနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်မှာဖြစ်တယ်ပေါ့ဒီသဘောတွေကိုဆိုတာပါနော်ဒီသဘောကိုဆိုအာယုန်တစ်ခုကိုလက်ခံစဉ်းစားလိုက်တယ်ကိုမြင်တဲ့လူကသို့မဟုတ်ကိုမြင်တဲ့အရာကကိုကြိုက်တဲ့အရာလားမကြိုက်တဲ့အရာကိုကြားတဲ့အတန်ကကိုကြိုက်တဲ့ဟာလားမကြိုက်တာလားကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးတော့လူတွေဟာစိတ်အယောင်ဆိုးမှုတွေကွဲပြားလာကြတယ်အဲ့ဒါလို့အယောင်ဆိုးပြီဆိုရင်နောက်ကအဲ့ဒီအယောင်တွေချောက်အယောင်အားလျော်စွာလူတွေဟာနှုတ်ကအတန်ထွက်လာတယ်ကိုယ်ဒီလေးအောင်လှုပ်လာတယ်ဆိုတဲ့ကံအဆင့်သဘောတရားတွေဟာတိုးတက်ဖြစ်ပေါ်လာပြီးဇောဆယ်မှာမကောင်းတာတွေဖြစ်ပေါ်လာပြီးဆိုရင်ဒုက္ခရောက်ဖို့ပဲကောင်းတာတွေဖြစ်ပေါ်လာပြီးဆိုရင်ကောင်းကျိုးချမ်းသာရဖို့ပဲဖြစ်တယ်အများအားဖြင့်ဒုက္ခဖြစ်ဖို့ဟောတာအေးမြတ်စွာဘုရားရဲ့ဒေသနာတော်လေးကိုရှေးဥစွာဘုရားရှင်းပြတာလေးကမနောဘဝေငမဓမ္မမနောတိဋ္ဌမနောမယသဘာဝတရားတွေကိုစိတ်ကဥဆောင်နေတယ်စိတ်ကကြီးမှုထားတယ်စိတ်ကပဲဖန်တီးနေတယ်ဒါဖြင့်ဘာလို့အောင်မနတာစေဘာဖြစ်တတ်လဲဆိုတာကိုပြောတော့မနတာစေပဒုဋ္ဌေနဘာတတိဝါကရောတိဝါအဲ့ဒီစိတ်လေးဟာတမန်တော်ကတော့ဘာအပြစ်မှမရှိဘူးသို့တော့မကျေနပ်တဲ့အတွေးတွေဝင်လာပြီဒေါသဖြစ်လာပြီမနာလိုတဲ့အတွေးတွေဝင်လာပြီမနှစ်မြို့တဲ့အတွေးတွေဝင်လာပြီအဲ့ဒီမနှစ်မြို့တာနဲ့ပူပေါင်းလာတဲ့စိတ်ကြတော့ဘာဖြစ်လဲမနာတာစိတ်ပဒုဋ္ဌေနာပျက်စီးသွားပြီသူ့ငကပင်ကိုအနေထားမဟုတ်ပဲနဲ့ဝင်ရောက်ပြီးဖြစ်စီလိုက်တဲ့လောဘဒေါသကြောင့်စိတ်ဟာအယောင်ပြောင်းသွားပြီဆိုတဲ့အခါမှာလူကဒီတိုင်းနေတာမဟုတ်ဘူးအယောင်ပြောင်းတဲ့စိတ်နဲ့တွေးလိုက်တယ်တွေးရင်လည်းအပြစ်ဖြစ်သွားပြန်နှုတ်ကထုတ်ဖော်ပြီးတော့ပြောလိုက်တယ်ဘာတတိဝါပါးစပ်ကထုတ်ပြီးပြောလိုက်တယ်ပြောလိုက်ပြီးဆိုလို့ရှိရင်တစ်ဖက်သားကိုထိခိုက်တဲ့စကားလုံးပဲဖြစ်စေလိမ်ညာတဲ့စကားလုံးပဲဖြစ်စေဝစီတုစရိုက်ဆိုတာတစ်ဖက်သားထိခိုက်တာလေးကြီးပဲကိုတစ်ဖက်သားအကျိုးဖြစ်အောင်ဟုတ်တာကိုမဟုတ်ဘူးလို့လိမ်တယ်တဦးနဲ့တဦးမတက်အောင်ဂုံးတိုက်တယ်တစ်ဖက်သားနားမခံအောင်ဆဲရီတိုင်ထွာတယ်အကျိုးမရှိတဲ့စကားတွေနဲ့လောကမှာရနိုင်တဲ့ဟိတဒုက္ခတွေကိုဖြည့်ဆည်းတယ်ဆိုတဲ့စကားလုံးတွေကိုပြောတယ်ဆိုအဲ့ဒီပြောဆိုမှုလုပ်ရက်တွေဟာအပြစ်ရှိတဲ့လုပ်ရက်တွေဖြစ်သွားတယ်မကောင်းတဲ့စိတ်ဝင်လာရင်အပြစ်ရှိတဲ့လုပ်ရက်အေးဘသူသေးသေးငတိမာပြီးရောဆိုစိတ်ဓာတ်တွေဝင်လာတယ်ဒေါသဖြစ်လာလို့ရှိရင်အဲ့ဒီလိုဝင်လာလို့ပြီးတော့ပြောလိုက်တဲ့အပြောလုပ်လိုက်တဲ့အလုပ်တွေဟာဘာတတိဝါကရောတိဝါကံအရာမြောက်သွားပြီဘာဖြစ်လဲတတောနံဒုက္ခမနွေတိအဲ့ဒါလိုပြုလုပ်ခြင်းကြောင့်သူရလိုက်တာကတော့ဒုက္ခပဲသူစီမှာပြဿနာမျိုးစုံတက်လာမယ်လိမ့်မယ်ပြောဆိုခြင်းကြောင့်လည်းပြဿနာတက်တယ်ပြုလုပ်ခြင်းကြောင့်လည်းပြဿနာတက်လာမယ်ပြဿနာတွေစုပြုံရောက်လာတာဟာဒုက္ခ problem ပဲဒီဘဝတင်လာလို့ဆိုမဟုတ်ဘူးအမှန်တမဲ့ပြောလိုက်လှုပ်လိုက်တဲ့ကိစ္စကြောင့်ပြဿနာတွေတက်လာပြီဆိုရင်နောက်ဘဝမှာလည်းဒီဒုက္ခလှုပ်လိုက်တာမြတ်စွာဘုရားကကံတရားရဲ့သဘာဝနဲ့ပတ်သက်ပြီးပြောတာပါပြောတော့ဆို
ပရတ္တအတ္တနာဂတိဒုက္ခိသူတစ်ပါးဖြစ်သွားအောင်ကိုယ်ဒုက္ခတစ်ခုပြုလုပ်လိုက်တယ်အဲ့ဒီကိုလွတ်လိုက်တဲ့ဒုက္ခဟာကိုယ်စီပြန်ရောက်လာကိုယ်စီပြန်ရောက်လာဩစတြေးလျမှာအသုံးပြုတဲ့အဘော်ရီဂျီနီတွေအသုံးပြုတဲ့ဘူမရန်ဆိုတဲ့လက်နက်ကြီးရှိတယ်အဲ့အကောက်ကြီးစိတ်ဝင်စားလို့ရှိရင် Facebook မှာကြည့်အဲ့ဒီအကြောင်းရေးထားလည်းရှိတယ်နော်ခဏခေတ်ကတော့ဟောတုဒ္ဒရှိတယ်ဘူမရန်ဆိုတဲ့စလုံးရိုက်ကြည့်လိုက်လို့ရှိရင်တွေ့တယ်အဲ့ဒီလက်နက်ကကောက်ပုံစံလုပ်ထားပြီပြစ်လိုက်လို့ရှိရင်ပြစ်တဲ့စီပြန်ရောက်လာကံတရားရဲ့သဘာဝကအဲ့ဒီတိုင်းပဲကိုကမကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုထိခိုက်အောင်လုပ်လိုက်လို့ရှိရင်တစ်ဖက်သားမှာဖြစ်ပေါ်သွားတဲ့ထိခိုက်နေနာမှုသည်ကိုယ်စီပြန်ရောက်လာဒီလိုဆိုထားတယ်ဒါဟာကံရဲ့သဘာဝပဲတဲ့ကံရဲ့သဘာဝအဲ့တိုင်းကိုယ်စီပြန်ရောက်လာအကောင်းတဲ့ကံကြတော့ကိုယ်တစ်ဖက်သားကိုစိတ်ချမ်းသာအောင်လုပ်လိုက်ကိုယ်မှာစိတ်ချမ်းသာမှုတွေပြန်ရလာတယ်ကိုယ်ကတစ်ဖက်သားကိုပေးလိုက်ကံလိုက်ထောက်ပံ့လိုက်တယ်တစ်ဖက်သားမှာပြည့်စုံပြီးစိတ်ချမ်းသာမှုတွေရအဲ့ဒီတစ်ဖက်သားရသွားတဲ့စိတ်ချမ်းသာမှုမျိုးကိုယ်စီပြန်ရောက်လာဒီလိုဆိုလိုတယ်ပေါ့ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိုယ်စီပြန်ရောက်လာအဲ့ဒီသဘာဝတရားတတောနာဒီဒေသနာမှာမြတ်စွာဘုရားအစိုးနဲ့ပတ်သက်ပြီးပြောတာနော်စိတ်ဟာမကောင်းတာတွေနဲ့ပေါင်းမိလို့ပျက်စီးသွားပြီဒေါသကြောင့်ပျက်စီးတယ်လောဘကြောင့်ပျက်စီးတယ်မနာလိုတဲ့အိတ်သားကြောင့်ပျက်စီးတယ်မစ္စရိယကြောင့်ပျက်စီးတယ်မာနကြောင့်ပျက်စီးတယ်ပျက်စီးမှုတွေအများကြီးပဲပင်ကိုယ်စိတ်မဟုတ်ပျက်စီးသွားအဲ့ပျက်စီးသွားတဲ့စိတ်ထက်အခြေခံပြီးတော့နှုတ်ကပြောလိုက်မယ်လက်တွေ့လှုပ်လိုက်မယ်ဆိုရင်တတောနံဒုက္ခမတွေ့တည်ဆင်းရဲဒုက္ခသူ့နောက်ကိုလိုက်လာမှာပဲဖြစ်တယ်ထင်ရှားတဲ့ဥပမာတစ်ခုမြတ်စွာဘုရားပေးတယ်စက္ကံဝဝဟတောပဋ္ဌံလက်ပါတက်ပြီးတဘိုးမှာကထားပြီးတော့လဲကိုယုံနေရတဲ့နွားရဲ့နောက်ကိုလက်ပင်ကြီးဟာထက်ချက်မကွာလိုက်ပါနေတယ်လို့ပဲဒုက္ခကြီးဟာနောက်ကနေစင်စမပြတ်လိုက်ပါနေမှာဖြစ်တယ်အဲ့တော့ဒီဒေသနာတော်လေးကိုမှတ်ရမှာဒီဒေသနာတော်ကိုမှတ်ရမှာသဘာဝတရားအလုံးကိုစိတ်ကဥဆောင်နေတယ်သဘာဝတရားအလုံးကိုစိတ်ကကြီးမှုးထားကြီးစိုးထားတယ်သဘာဝတရားအလုံးဟာစိတ်ကဖန်တီးထားတာဖြစ်တယ်ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီပြောဆိုမှုပြုလုပ်မှုကြောင့်ဆင်းရဲဒုက္ခတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆင်းရဲဒုက္ခတွေဟာပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ထက်ချက်မကွာလိုက်နေလိမ့်မယ်ဟောကံတရားသဘာဝပြောကိုလို့တာကိုယ်စီနောက်လိုက်နေစက္ကံဝဝဟတောပဋ္ဌံလဲမှာကထားလို့လဲယုံနေရတဲ့နွားကြီးနောက်ကိုလဲပင်ကြီးကထက်ချက်မကွာလိုက်နေတယ်လို့ပဲဒုက္ခပေးဖို့လိုက်နေရှေ့တူတကူနောက်ဆုံးလဲထုတ်သွားလို့လွန်လန်းမရှိဘဲနဲ့လဲကိုယုံနေရတဲ့နွားရဲ့နောက်လဲပင်ကြီးလိုက်ပြီးတော့ဒုက္ခပေးနေသလိုပဲလို့မြတ်စွာဘုရားထင်ရှားတဲ့ဥပမာတော်ဟောတာဘယ်သူတွေကိုအကြောင်းပြုဟောတယ်လဲမြတ်စွာဘုရားလက်ထက်မှာသာဝတိမြို့ကတထေသားတူပဲသာဝတိမြို့ကတထေသားညီနောင်2ယောက်ရှိတယ်တယောက်ကမဟာပါဠတယောက်ကသုလပါဠညီနောင်2ယောက်ရှိတယ်မြတ်စွာဘုရားတရားသွားနာရတဲ့အခါမှာအကိုကြီးဖြစ်တဲ့မဟာပါဠဘုရားတရားကိုနာပြီးဘုရားဟောကြားတဲ့တရားတွေပေါ်မှာရင်ထဲကတရားတွေဖြစ်လာပြီးဘုရားဟောတဲ့အတိုင်းဗြဟ္မစရိယဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်မှုပြည့်ပြည့်ဝဝကျင့်မှုဆိုတာမိသားစုဘဝနေထိုင်ပြီးကျင့်မှုမလွယ်ဘူးနှောက်ယှက်တွေများတယ်ရသောပထောတမ္ပါတောကရဝါတောလို့ခေါ်တယ်မိသားစုဘဝဟာကျင့်မြောင်းနေက
ကိလေသာတွေဖြစ်မှုတွေများနေတယ်ဒါကြောင့်မို့အဘောကသောပပိစ္ဆာယဟန်မောအကူပြောင်းပြီးတော့တရားကျင့်မယ်လို့ဆုံးဖြတ်ပြီးသာသနာ့ဘောင်ဝင်လိုက်တယ်ဝင်ပြီးတော့သူတရားကျင့်အဲ့လိုတရားကျင့်တဲ့အခါမှာဘာဖြစ်လဲတမန်အဖြစ်တော့လူတွေကပြောတယ်တရားကျင့်လို့မအိပ်မနေတရားကျင့်တဲ့အခါမှာမျက်စိယောဂဖြစ်တယ်ဒါအကြောင်းတစ်ခုဆွဲတာတကယ်ကတော့သူ့မျက်စိယောဂကံကြောင့်ဖြစ်တာဖြစ်တယ်နော်သို့တော့ကံကိုအကူအညီပေးလိုက်တာကဘာလို့ဆိုရင်မအိပ်မနေထိုင်ခြင်းဟာကံကိုအခွင့်သာသွားစေတယ်ကြည့်ရလားမျက်စိမကောင်းနေတဲ့လူဖုံးကိုတညလုံးပုတ်နောက်ရဲ့ကျတော့မျက်ရည်တွေကျနောက်ဆုံးမှမျက်စိပြတ်သွားသည့်အဆင့်ထိအောင်ရောက်နိုင်တယ်လေဒါအကူအညီတွေဖြစ်လာတယ်ပေါ့လောကမှာအက်ဆီဒင့်နဲ့သေကြတယ်ဆိုတာအက်ဆီဒင့်ဖြစ်တိုင်းသေတာမဟုတ်ဘူးအက်ဆီဒင့်ဟာအကြောင်းတစ်ခုပဲအဲ့ဒီအကြောင်းတစ်ခုကြောင့်ကံကအခွင့်ရသွားခင်ရသွားတော့အသက်သေးဆုံးမှုတွေဖြစ်ကြအခွင့်လန်းဆိုတာကံတစ်ခုတည်းမဟုတ်ဘူးတခြားအကြောင်းအရာတွေရှိသေးတယ်ဥပမာမဲရှင်မောဂလန်မထေရမြတ်ဇလန်းကိုသိတဲ့ပုဂ္ဂိုလ်တိုင်းရှင်မောဂလန်ဟာကာလတိလာလို့ဆိုတဲ့ခရာနာကတောင်ထိပ်ပေါ်မှာနေတယ်အတိတ်ဘဝတော့ကမိခင်ဖခင်တွေကိုလှုပ်ကြံတပ်ပြတ်ခဲ့ဘူးတဲ့အကုသိုလ်ကံလိုက်လာခိုးလာငါရဝိုင်းပြီးတော့ရှင်မောဂလန်ကိုလှုပ်ကြံတပ်ပြတ်လိုက်တယ်အကယ်၍ဝေလွန်အကြောင်းတို့လိုဇေလွန်အကြောင်းတို့လိုတန်ဃာတွေနဲ့နေရင်ဒီအဖြစ်ဆိုးဖြစ်ချင်မှဖြစ်မှာလူသားမှုကျွလွန်ခံရမဲ့အနေအထားဟာသူတစ်ပါးတည်းတော်ထဲမှာကုညီမဲ့ဖြစ်တယ်လို့တကိုးနဲ့ရှောင်မရဘူးလားဆိုရှောင်လို့ရတယ်တကိုးနဲ့ရှောင်လို့ရသို့တော့ကံကြမ္မာလွှမ်းမိုးလာပြီဆိုရင်ရှောင်တဲ့အပူပဲကံကြမ္မာချိန်ကြလာပြီဆိုကမ္မပတိကမ္မဝိပါကောဗုဒ္ဓဟိပိအပတိဘာဟိယောဆိုကံကလွှမ်းမိုးလာပြီချိန်ကြလာပြီဆိုရင်ဘယ်သူမှဟန်တာလို့မရဘူးဆိုတဲ့အနေထားသို့တော့အခွင့်အလမ်းသာသွားစေတာတော့တပါးတဲ့တော်ထဲမှာနေတာအခွင့်အလမ်းသာစေတယ်အလွယ်တကူလုံးကျန်တပ်ဖြတ်လို့ရသွားဒီအဓိပ္ပာယ်လည်းရှိအဲ့ဒါလိုပဲကံတရားတွေဟာအခွင့်သာလာအခွင့်သာလာလို့ဆင်းရဲဒုက္ခတွေဟာဆင်းရဲဖြစ်လာကြအေးတရားဓမ္မကိုမအိပ်မနေအထုတ်လိုက်တဲ့အခါမှာမျက်စိယောဂဖြစ်လာအရတဲ့ကစေသမားတယောက်ကတော့မျက်စိယောဂကုပေးပါရဲ့ဒါပေမဲ့လို့သူ့ရဲ့လုံလဝိရိယကြိုးပမ်းအထုတ်မှုတွေစေသမားပြောတဲ့အတိုင်းလိုက်နာလုံနိုင်စွာမရှိမှုတွေနဲ့နောက်ဆုံးမှသူဆုံးဖြတ်ချက်ချပြီးတော့တရားထုတ်တယ်မျက်စိပြည့်ခြင်းပြည့်ပါစေတော့ခရီးမဆိုင်ဘူးတရားပဲအထုတ်မယ်ဆိုပြီးအထုတ်တယ်ဝါမကြခင်မဲ့အဲ့ဒီယဟနာဖြစ်သွားတယ်ကိလေသာတွေလည်းကုန်တယ်မျက်စိလည်းကွယ်သွားတယ်ပေါ့အဲ့တော့သူများတွေလည်းဒီလိုအထုတ်ကြတာပဲဘာဖြစ်လို့သူ့ချက်မှဖြစ်ရတော့အဲ့ဒီဇလန်းကိုအကြောင်းပြုတယ်တော်ရမှာမျက်စိကွယ်သွားတယ်ဒီချိန်တော့မသိသေးဘူးဝါကျွတ်တဲ့အခါဖះစီရောက်မြတ်စွာဘုရားကိုတွားရောက်ပြီးတော့ခရောဝှချပြီးစေရွန်ကျောင်းထဲကချောင်းကြကြနေရာလေးမှာညီဖြစ်သူကဆောက်လုပ်ပြီးတယ်ကပ္ပထကျောင်းလေးမှာသရင်သုံးရင်လုံးလဝိရိယအလွန်ကောင်းတဲ့ပုဂ္ဂိုလ်ရဟနာဖြစ်ပြီးတော့လည်းပဲတရားဓမ္မအထုတ်မြဲအထုတ်နေတဲ့လမ်းလျှောက်တယ်မိုးရသည့်အချိန်မှာဆိုရင်မိုးရွာတွေရွာပြီးရင်ပလူကောင်းတွေကထွက်တတ်တယ်လေလမ်းပေါ်မှာထွက်လာတဲ့ပလူကောင်းတွေကိုမမြင်တော့အကုန်လုံးနင်းသက်ထားတယ်မနေ့ရောက်တဲ့အခါကျသူလျှောက်တဲ့လမ်းပေါ်မှာပိုးကောင်းတွေအများကြီးတွေ့ရတယ်အဲ့ဒါကိုယဟန်တွေကတွေ့ပြီးတော့ဖះကိုလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကယဟန္တာဟာ
သူဟာယန္တာဖြစ်တယ်တရားဝါတွေကိုသိစေလို့လည်းစိတ်မရှိဘူးသူကိုယ်တိုင်ဒီဘိုးကောင်တွေရှိတယ်ဆိုတာမသိဘူးမြင်လည်းမမြင်ရဘူးဆိုတော့မှယဟန်တော်တွေကအရှင်ဘုရားယဟန္တာပုဂ္ဂိုလ်ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ယဟန္တာဖြစ်လောက်အောင်ကုသကံတွေရှိပါရဲ့တန်းနဲ့ဘာဖြစ်လို့မျက်စိကွယ်သွားရသလဲဆိုတော့အေးဘယ်သူမပြုမိမိမှုပဲဆိုတာစိတ်လိုက်မှန်ပါလောက်ခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးသူခံရတယ်ဆိုတာကိုမြတ်စွာဘုရားထိတေသနာတော်မှာဘဝသင်္ကန်းစာပေးပြီးဟောတာပဲဖြစ်တယ်သူကတစ်ချိန်တုန်းကအတိတ်ဘဝတုန်းကဆေးဆရာတူဖြစ်တယ်မျက်စိအထူးခုပေါ့လေမျက်စိယောဂဖြစ်နေတဲ့လူတွေကိုကုသပေးတဲ့ဆေးဆရာအဲ့ဒီမှာမျက်စိယောဂဖြစ်နေတဲ့အမျိုးသမီးတယောက်နဲ့တွေ့တဲ့အခါမှာအဲ့ဒီအမျိုးသမီးကလည်းပဲယောဂဆေးဆရာကောင်စုံလှပြီယောဂမပြောက်ဘူးသို့တော့ဒီဆရာကကြည့်လိုက်တယ်ဒီမျက်စိကုလို့ရတယ်ဆိုသိတဲ့အခါမှာဆေးဘဝကစကားပြောချမျက်စိကုပေးမယ်ပြောက်ရင်ဘယ်လောက်ပေးမလဲဆိုတဲ့အချိန်အဲ့ဒီအမျိုးသမီးကစကားလွန်သွားတာကုနိုင်မဲ့မထင်လို့သူပြောလိုက်တာသူမျက်စိသာပြောက်အောင်ကုစားမှာကုလို့ရှိတဲ့ပစ္စည်းပုံအပ်ပြီးဒုကိုယ်တိုင်ကြုံခံပါမယ်လို့ပြောလိုက်တာနော်သူပြောလိုက်တဲ့စကားအလောက်ထိအောင်ပြောတယ်အဲ့တော့မျက်စိကုတဲ့ဆရာကလည်းကောင်းပြီကြာဆိုလို့ရှိရင်သူကုမယ်ဆိုစွမ်းထက်တဲ့မျက်စင်းကိုဖော်ပြီးတော့ခတ်ပေးလိုက်တခါခတ်ရုံနဲ့တက်တာပါမျက်လုံးကတော်တော်ကိုသိတာကောင်းအဲ့ဒီကြတော့စကားလွန်ထားတဲ့ခုနလူနာအမျိုးသမီးကမျက်စိရောဂါတက်တာသွားပြီးပြောင်းလို့ရှိရင်ငါရှိတဲ့ပစ္စည်းလည်းပေးအောင်မယ်လူလည်းကြုံခံရမယ်ဆိုရိုးမတွေးပဲနဲ့တောင်းမှန်မယ်ဆိုရင်လည်းဖြစ်ကောင်းဖြစ်မယ်စကားကြုံသွားတော့အဲ့လိုမဟုတ်ပဲနဲ့သူကလည်းပဲလိမ့်မယ်ဆိုတဲ့စိတ်ဝင်လာတယ်မကောင်းတဲ့စိတ်ဝင်လာတယ်ကြည့်မျက်စိယောဂတက်တာရဲ့သားနဲ့မတက်တာဘူးလို့ပြောမယ်လိမ့်မယ်အဖြစ်မှန်ကိုမပြောဆေးစရာကလည်းသိတယ်မျက်စိတက်တာသွားပြီဆိုတော့သိတယ်အေးဘယ်နဲ့နေသေးလဲမေးတဲ့အခါကျတော့အရင်တော့ကလည်းပူဆိုးလာတယ်လို့ပြောတယ်နော်ရက်စင်းမခက်ခင်ကလည်းယောဂပူဆိုးလာတယ်မသက်သာဘူးလို့ပြောတော့ဟိုဆရာကလည်းသိတယ်ငါ့ကိုဆေးဝါးကမပေးချင်လို့လိမ့်တာပဲအဲ့တော့သူပေးမဲ့ဆေးဝါးကငါမယူချင်ဘူးငါလက်စွမ်းကိုသိစေရမယ်အဲ့ဒီအချိန်လေးမှာမနတာစေပဒုဋ္ဌေနာကြည့်စိတ်ကအဲ့ဒီအချိန်မှာဘာမှမလုပ်ဘူးဆိုရင်အမတန်ကောင်းအောင်သူစိတ်ထဲမှာဘာဖြစ်လာငါ့ကိုဆေးဝါးကမပေးချင်လို့တက်လိမ့်တာသူမပေးချင်နေငါသူမျက်စိကွယ်အောင်လုပ်မယ်ဆိုစိတ်ဝင်သွားတယ်အဲ့ဒါပြောတာမနတာစေပဒုဋ္ဌေနာမကောင်းတဲ့စိတ်ဓာတ်ဝင်သွားပြီစိတ်ဟာပျက်စီးသွားတယ်ဒေါသကြောင့်ဖြစ်သွားပြီးတော့အိမ်ပြန်တိုင်းပဲသူမျိုးသမီးကတော့နှုတ်ဆက်နေဘာမှဝဲမပါမျက်လုံးကိုကန်းစီတတ်တဲ့ဆေးကိုဖော်ဆက်ပြီးတော့နောက်တည့်သူကိုယ်တိုင်သွားပြီးတော့ခတ်ပေးလိုက်တာမျက်စိဟာဖူးရောင်ပြီးနောက်ဆုံးမှာရောင်အမ်းပြီးပေါက်ကွဲသွားတဲ့အဆင့်ထိရောက်သွားမျက်စိပြက်သွားတဲ့အဆင့်ထိရောက်သွားအဲ့ဒါသူလှုပ်လိုက်တဲ့လှုပ်ရပဲနော်အကုသိုလ်ဆိုချီအကယ်၍သူစိတ်ဓာတ်အဲ့ဒီအချိန်မှာသူမပေးချင်လို့လိန်တာကဲလိန်လဲသူ့အပြစ်ပဲငါကုပေးတာငါပြောက်အောင်ကုပေးဦးမယ်လို့ဒီလိုစိတ်ဓာတ်ကောင်းလေးနဲ့ဝင်လာမယ်ဆိုရင်ဒီအခြေအနေဆိုမရအောင်လောကလူတွေဆိုတာလေစိတ်ကောင်းနှလုံးကောင်းထားဖို့ရအမတမခဲရင်တယ်ဒါကြောင့်မို့အဲ့လိုကိစ္စမျိုးကြုံလာတဲ့အခါမှာ
တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတာလေနေရမှာဖြစ်တယ်အဲ့ဒါလို့မနေပဲနဲ့ခဏခေတ်မှလည်းပဲကြည့်နေဒီအရာခတ်သိမ်းမှာမနကြီးတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်သားကိုမောင်မစွာဆက်ဆံတာတို့ပြောဆိုတာတို့လုံးလေးလှုပ်ထရှိချနော်စိတ်အားလျော်စွာအဲ့လိုစိတ်အားလျော်စွာမောင်မဆက်ဆံတာတို့ကိုယ်ရတာတဲ့ပုဂ္ဂိုလ်ဆိုရင် jealousy ဖြစ်တာတို့မနာလိုတာတို့ကိုရလာတဲ့အခွင့်အရေးကိုပခုံးချင်းရှင်းလာလို့ရှိရင်မကျေနပ်တာတို့သူစုံတစ်ခုဖြစ်အောင်ချွန်တွန်းလှုပ်တာတို့ခုခေတ်ပြောတဲ့အချွန်နဲ့မတာတို့အစင်တွန်းချတာဘိန်းတက်ပေးတာတို့ဆိုမျိုးလှုပ်လာကြလှုပ်လေလှုပ်တာရှိကြအဲ့ဒီစိတ်ထဲမှာအဲ့လိုဖြစ်လာလို့ရှိရင်ဖြစ်ယုံနဲ့ရက်တန်းကရက်တစ်ခုမလုံးနဲ့မရက်နိုင်မဲနဲ့လက်တွေ့အကောင့်ထဲပေါ်လိုက်ပြီးဆိုရင်တော့ဒီဒုက္ခကိုယ်စီပြန်ရောက်လာမှာပဲဒီဆေးဆရာဟာအဲ့ဒါမပေးခြင်းလို့လုံးဝသိလို့ရှင်ခွင့်လွှတ်လိုက်မယ်သိခံလိုက်မယ်ဆိုရင်သူဘာမှဖြစ်ဘူးနော်လိန်တဲ့လူရဲ့အပြစ်တာဖြစ်တယ်လိန်ဒီလိပြားရဲ့အပြစ်တာဖြစ်တယ်ဒီငွေကြေးတနာမရလို့လည်းသူဘာမှဖြစ်ဘူးသို့တော့သူ့စိတ်ကဥဆောင်နေတဲ့စိတ်ကိုမထိန်နိုင်သည့်အတွက်ကြောင့်အဆိုးတွေဝင်လာတယ်ဒါကိုပဋုဋ္ဌေနမနတာပျက်စီးသွားသောစိတ်ဖြင့်ဝါဒတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဟောသူကပြောတာကတော့မျက်စိပိုကောင်းလာစေရမယ်ဒီဆေးကပိုအစွမ်းထက်တယ်ဆိုပြီးတော့ခတ်လိုက်တဲ့အခါကျတော့မျက်စိကန်းနဲ့ဆေးဖြစ်တယ်မျက်စိကန်းသွားရောသူလုပ်ခဲ့တဲ့လုပ်ရပဲအဲ့ဒီပြစ်မှုအကုသိုလ်ကံကြောင့်မလို့ဘဝပေါင်းများစွာဒီအကုသိုလ်စေတနာကြောင့်အပင်ငယ်လေးကြတယ်လူဖြစ်တဲ့အခါမှာလည်းဘဝပေါင်းများစွာမျက်လုံးကွယ်ခဲ့ရတယ်ဟောဒါမျိုးတွေဖြစ်တယ်ဒါဖြင့်ပြောရမယ်ကိုကသူများကိုမျက်စိကန်းအောင်လုပ်တာတခါတည်းလုပ်ရတဲ့နဲ့ဘာဖြစ်လို့ကိုကအချိန်ချင်းခံရတယ်လဲစဉ်းစားကြည့်လေကိုကတရေစီလေးတစ်စီးပဲစိုက်တယ်အဲ့ဒီတရေပင်ကတီးလာတဲ့အခါကျတော့အသီးပေါင်းများစွာမရဘူးလားဒါနကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကိုစိုက်တာတစ်စီးပဲဒါပေမဲ့ရလိုက်တာတွေကအများကြီးအဲ့ဒါလိုပဲကိုလုံရကပြောလိုက်မယ်ဆိုရင်တစ်ခုပဲလို့ပြောပြီးမယ်လို့အဲ့ဒီလုံနေတဲ့အချိန်မှာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုရင်ပြင်းထန်တဲ့ပြင်းမာတဲ့ဒေါသစိတ်တွေနဲ့ဖြစ်တဲ့ဇောတွေကအများကြီးဖြစ်သွားတယ်အဲ့ဒီဇောတွေကမျိုးစိတ်တွေပဲဖြစ်သွားဒါကြောင့်မို့တစ်ချိန်တစ်ခါလောက်ကျွလွန်မိလိုက်တဲ့ပြစ်မှုဟာအချိန်ချင်းခံရတယ်ဆိုတာအဲ့ဒီသဘောပဲနော်ကုသိုလ်ကောင်းမှုလည်းထို့တူပဲကိုလူတာကတစ်ခါအချိန်ချင်းဘဝမှာချမ်းသာဒုက္ခရကိုဆိုင်လိုက်တာသေးပင်လေးတစ်ပင်ဆိုင်တယ်သေးပင်ကတီးပြီးတဲ့အတီးကြတော့နှစ်တိုင်းနေတာမဟုတ်ဘူးထောင်ချီရအဲ့သဘောကံကြမ္မာတွေရဲ့သဘောတွေကအဲ့ဒါမျိုးထူဆန်းတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ရှင်မဟာပါဠအလောင်းလျာဟာဘဝတစ်ခုမှာသူများကိုမျက်စိကန်းအောင်လုပ်ခဲ့တာအဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီတရားကိုခေါ်တာပဲဖြစ်တယ်အရာခသိန်းကိုစိတ်ကဥဆောင်နေတယ်စိတ်ကပဲကြီးစိုးနေတယ်အခုပြောတဲ့အပြောတွေကိုလည်းစိတ်ကဥဆောင်တာပဲလှုပ်တာကိုလည်းစိတ်ကဥဆောင်တယ်နော်စိတ်ကဥဆောင်တယ်ဒါကြောင့်မို့လို့စိတ်လိုက်မမမကောင်းတဲ့စိတ်နဲ့မလုံးမိအောင်တတိထားမယ်လို့လုံးမိပြီဆိုရင်တစ်ဖက်သားဖြစ်သွားတဲ့အရာကိုယ်စီပြန်ရောက်လာမှာခုနဘူးမရင်းဆိုတဲ့လက်နဲ့ကြည့်လို့ပဲကိုပြစ်လိုက်လို့ပြစ်လိုက်တဲ့လက်နဲ့ဟာကိုယ်စီပြန်ရောက်တယ်လို့ပဲကိုလုံးလိုက်တဲ့ဒုက္ခသည်ကိုယ်စီပြန်ရောက်လာဒီတိတ်ပဲကိုဆိုလိုတာနော်အဲ့ဒါလို့လားထုဇလန်းလေးတွေရှိဇလန်းလေးတွေရှိဒေသမားတယောက်ဟာသူ့အိမ်မှာခိုင်းနေတဲ့နွားတစ်ကောင်ကလှဲကပြီးမောင်းပြီဆိုလို့ရှိရင်ထ
ထိုးထိုးပြီးတော့အိတ်တယ်မသွားဘူးဘလို့ရိုက်နဲ့မရဘူးနှက်ခတ်လို့ခေါ်တယ်နော်ကတ်တဲ့နွားပေါ့တခါတွေ့ဘူးတဲ့မြင်းလဲတွေရှိတော့ခက်ကအခုတော့မြင်းလဲကနည်းနည်းရှားသွားပြီဆိုမြင်းနေကတ်နေပြီဆိုရင်ဘလို့မောင်းလို့မရတဲ့ဟာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကတ်နေတဲ့ပေကတ်နေတဲ့နွားကိုဆုံးမတဲ့အနေနဲ့ဘာလုပ်လဲကဲမထရင်လဲအပီးအိပ်ပြီတော့ဆိုပြီးတော့အနန္နာကောက်ရိုးပုံကကောက်ရိုးတွေကိုယူပြီးနွားလည်းပင်ကိုပတ်ပြီးမီးရှို့တယ်အဲ့ဒီလိုအဲ့တော့နွားလည်းပင်ကိုကောက်ရိုးတွေပတ်ပြီးမီးရှို့တယ်ဆိုတော့ဒီနွားဟာမီးလောင်ပြီးသေးတာပေါ့အဲ့ဒီဝကျွေးကသူ့စီပြန်ရောက်လာဘယ်ချိန်မှဘဝပေါင်းများဒီလိုလည်းပင်မှာမိခွန်းစွပ်ပြီးသေးရလက်တွေ့ရသော်ဗျာလက်ထက်မှာတော့သူဟာအဲ့ဒီနွားကိုတတ်ခဲ့တဲ့လေသမားဟာကြီးငှက်တကောင်ဖြစ်ပြီးတော့ကောင်းကင်ယံသူကသူပြန်သွားတာပဲသို့တော့သူပြန်တဲ့အချိန်မှာရွာလေးရွာမီးလောင်နေတာအဲ့ဒီမီးလောင်နေတဲ့အိမ်တွေကနေပြီးတော့မီးခွင်းတစ်ခုကရှူးဆိုပြီးတက်လာပြီးတော့အဲ့ဒီကြီးကန်းရဲ့ level နဲ့ဆွမိရဖြစ်ကံကြမ္မာဆိုတာအဲ့ဒါနော်သူအပေါ်ပြန်သွားတာပဲသို့တော့အောက်ကရွာမှာလောင်းနေတဲ့မီးခွင်းတစ်ခုကနေတက်လာပြီးတော့ပြန်တန်းနေတဲ့ကြီးကန်းရဲ့ level နဲ့သွားဆွပြီးအဲ့ဒီကြီးကန်းဟာမီးလောင်ပြီးတော့အောက်ကျလာအလွန်ဖြစ်ထောင်ဖြစ်ခဲလို့ပြောရမှာဖြစ်တယ်ဖြစ်ခေါင်ဖြစ်ခဲဖြစ်ပြီးထူးဆန်းတဲ့ကံကြမ္မာအကြောင်းကိုမြတ်စွာဘုရားလျှောက်တဲ့အခါကျတော့ခုနတော့သူကလယ်သမားဖြစ်တယ်ကနွားကိုလယ်ပင်ကိုကောက်ရုပ်ပတ်မီးရှို့တတ်ခဲ့တဲ့အကုသိုလ်လို့ဘုရားပြဟောတယ်နော်အဲ့တော့ဘဝမှာတခုခုဖြစ်သမျှတွေဟာကံတရားနဲ့ပတ်သက်ပြီးတော့နေထတ်တယ်ပေါ့အဖြစ်ဆိုးတွေဆိုလို့ရှိရင်ကံတရားနဲ့ပတ်သက်တတ်တယ်ဒါကြောင့်မလို့ခုလိုဘဝမျိုးသိနေတဲ့အချိန်မျိုးမှာဘဝသင်္ကန်းစာယူပြီးတော့တန်တရားခရီးသွားမှအမှားမလုံးမိစေဖို့တတိထားကြရမှာဖြစ်တယ်ဒါဟာကြီးမားတဲ့သင်္ကန်းစာပဲရသော်ဘုရားဆုံးမတဲ့ဓမ္မရတ္တဓမ္မရဲ့အရာသာမိမိတို့ရင်ထဲနှလုံးထဲမှာဆွဆွမြဲမြဲမှတ်သားပြီးမကောင်းမှုတွေကိုလုပ်လို့ရှိရင်တတောနံဒုက္ခမနွေတိစက္ကံဝဝဟတောပရာလေကထားတဲ့နွားကောင်ရဲ့နောက်ကလှဲပင်ကြီးလိုလိုက်နေတယ်လို့ဆင်းရဲဒုက္ခဟာကိုယ်နောက်ကလိုက်နေမှာပဲဆိုတဲ့ဆင်းရဲဒုက္ခအမျိုးမျိုးဟာဘယ်ဘဝသွားမလွတ်နိုင်အောင်လိုက်လိမ့်မယ်အဲ့ဒီလိုက်နေတဲ့သဘောတရားတွေကိုသိရှိပြီးတော့ကိုယ်စိတ်တွေကိုကိုပြုပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အရာတွေနဲ့မဖြစ်အောင်မြတ်စွာဘုရားကရိုးရိုးစိတ်နဲ့ပဋုဋ္ဌစိတ်ဆိုတာခွဲခြားပြီးတော့ပြတမန်အားဖြင့်စိတ်ဆိုတာဟာလူတိုင်းမှာအာယုန်နဲ့စုံစည်းလာတဲ့အခါမှာအာယုန်နဲ့ဝတ္ထုစုံစည်းလာတဲ့အခါမှာစိတ်ဆိုတာဖြစ်ပေါ်လာတာအာယုန်ဝတ္ထုနှစ်ခုပေါင်းစုံတဲ့ပဋ္ဌာန်းပစ္စည်းနဲ့ပြောင်းလဲဆိုရင်အာရမဏပစ္စယောတို့ပုရိသဒပစ္စယောတို့နော်လူတွေရဲ့အရာစကားနဲ့ပြောရင်မျက်စိနဲ့မြင်စရာအာယုန်နှစ်ခုဆုံလိုက်လို့ရှိရင်မြင်သိစိတ်ပေါ်လာတယ်မျက်စိထဲမှာဒီစိတ်ကရှိနေတာတော့မဟုတ်ဘူးအာယုန်ဝတ္ထုဆုံတဲ့အခါမှာပေါ်လာတဲ့သဘောဝိညာဏံပဋိစ္စသမုပ္ပန္နံအသိစိတ်ဆိုတဲ့ဝိညာဉ်ဟာအကြောင်းတရားကိုဆွဲမိပြီးတော့ဒါဖြစ်တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်သက္ခုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အဆင်းကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်နားနဲ့အသံကိုအကြောင်းပြုပြီးတော့နားကြားသိစိတ်ဖြစ်တယ်နှာခေါင်းနဲ့အနံ့အကြောင်းပြုပြီးတော့နံသိစိတ်ဖြစ်တယ်လျာနဲ့အရသာဆုံစည်းမှုကိုအကြောင်းပြုပြီးတော့လျက်သိစိတ်ဖြစ်တယ်ခန္ဓာကိုယ်နဲ့ထိတွေ့မှုအာယုံအကြောင်းပြုပြီးတော့ထိသိစိတ်ဖြစ်တယ်
ကြံတွေးเสียအာယုန်နေနဲ့မနဆိုတဲ့အသိစိတ်ပေါင်းစုံမိလိုက်တဲ့အခါမနောဝိညာဉ်လို့ဆိုတဲ့စိတ်တွေဖြစ်ပေါ်လာတယ်လို့ဒီချိန်ထိအောင်အပြစ်မရှိသေးဘူးเนาะအပြစ်မရှိသေးဘူးအဲ့စိတ်ဖြစ်လာတဲ့နောက်မှာဘာတွေဝင်လာတော့စိတ်နဲ့လာရောက်ပြီးတော့တွဲတဲ့အရာတွေကကိုယ်ထိခိုက်တယ်ထင်ပြီးတော့မာနတက်လာတယ်တစ်ဖက်သားကိုယ်တဲ့ตาသွားတာကိုမကြည်မနှက်ဖြစ်ပြီးခြေလက်စီအိတ်သားဖြစ်တယ်ကိုရရှိတဲ့အခွင့်အရေးတစ်ခုကိုသူများကိုမရစေခြင်းနဲ့မစ္စရိယဖြစ်တယ်လူချင်းစရာကောင်းတဲ့အာယုံပေါ်မှာတက်မဲ့တဲ့တွေ့တာတဲ့ကိုယ်ပစ္စည်းဖြစ်ချင်လာတယ်ကိုယ်ရှင်ပြိုင်လာတဲ့လူတစ်ယောက်ကိုလောကကြီးကပျောက်ကွယ်သွားရင်ကောင်းမှာပဲဆိုတဲ့မေတ္တာမထားနိုင်တဲ့ဒေါသအတွေးတွေနဲ့တွေးလာတယ်ဟောအဲ့ဒီမကောင်းတဲ့စိတ်တွေဝင်လာပြီးတော့တခုခုကာယကံမြောက်ဝစီကံမြောက်ဝစီကံမြောက်ပြောဆိုလိုက်မယ်ကာယကံမြောက်ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီပြုလုပ်မှုတွေကကိုယ်ဒုက္ခတွေသက်ဆောင်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒီလောက်ရတဲ့ဟာပျောက်ကွယ်သွားတာမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့အရာဟာကိုယ်နဲ့သာသက်ဆိုင်တယ်တင်ညိတတတကံဟောတိဆိုတဲ့ကိုယ်ရင်နဲ့ကိုယ်နဲ့ပဲသက်ဆိုင်သွား responsibility လို့ပြောတယ်ကိုယ်နဲ့ပဲပတ်သက်တယ်အေးကိုယ်နဲ့ပတ်သက်တာဒီဘဝရင်လားလို့ဆိုမဟုတ်ဘူးတင်စအာရယခိစတိတစ်ချိန်တခါလုံးလိုက်တဲ့ရင်နဲ့နှလုံးထဲမှာရောက်ပြီးတစ်ဖက်သားထိခိုက်ဆုံးရှုံးပျက်စီးသွားတဲ့ဒုက္ခအလားတူဒုက္ခမျိုးတွေဟာကိုယ်ရင်ထဲမှာဖြစ်ပေါ်လာတဲ့တရားကကိုယ်စီကိုပြန်ပြီးတော့ဖန်တီးပေးလိုက်မယ်လွန်ကြောက်စရာကောင်းတဲ့အရာလို့ခေါင်းကဆေးစရာပဲကြည့်အမျိုးသမီးကိုလိမ်မှန်းသိလို့ရှင်အေးလိန်နာသူ့အပြစ်ပဲသူများမျက်စိကောင်းအောင်တော့မလုပ်သင့်ပါဘူးဆိုတဲ့အတွေးလေးနဲ့မေတ္တာစေရနာထားပြီးဘာမှမလုပ်ဖဲနဲ့သူပေးမဲ့ဆေးဘဝကမရချင်တဲ့နေပါစေတော့ဆိုတဲ့လက်လျှော့လိုက်မယ်ဆိုလို့ရှိရင်မျက်စိကန်းခြင်းဆိုတဲ့ဆင်းရဲဒုက္ခသူ့မဖြစ်ဘူးပေါ့အခုတော့မကျေနပ်တဲ့စိတ်ကိုအခြေခံပြီးတော့လှုပ်လိုက်တဲ့လှုပ်ရက်တွေဟာရှင်နေနှလုံးထဲမှာကံတရားတွေဖြစ်ပြီးအခုခံဖြစ်ပြီးအဲ့ဒီကံတွေကကိုယ်ဒုက္ခပြန်ပေးနေတယ်လို့အမျိုးသမီးကဒုက္ခပေးရင်သူ့စီကပတ်စံမရတာပဲရှိမယ်လေတခြားဒုက္ခမဖြစ်နိုင်ဘူးကိုယ့်ကိုလှုပ်လိုက်တဲ့အတွေးဆိုးတွေနဲ့လှုပ်ရက်တွေကြောင့်မလို့ကိုယ်ဟာဒုက္ခတွေပြန်ပြီးတော့ကြုံရတာဖြစ်တယ်ဒီလိုမြတ်စွာဘုရားလက်ထက်တော့ခါကာလမှာယန္နာပုဂ္ဂိုလ်ဘဝရောက်ရတဲ့နောက်ဆုံးဘဝမှာတောင်မှပဲမျက်စိနှစ်ကွင်းအလင်းမရတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားတယ်ဆိုတာဒါဘဝသင်္ကန်းစာရှုဖို့ပဲဖြစ်တယ်အဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမဓမ္မပဒဒေသနာတော်မှာပထမဆုံးအဖွင့်ကာထာမနောပုပ္ပင်္ဂမဓမ္မမနောသစ္စာမနောမယတဘာဝတရားတွေအားလုံးစေတသိက်တွေရောယုတ်တွေရောကြုံတွေ့ရတဲ့လူရတွေအားလုံးအပြောဆိုပြုမှုတွေအားလုံးမှာစိတ်ကဥဆောင်နေတာဖြစ်တယ်စိတ်ကကြီးမှုနေတာဖြစ်တယ်စိတ်ကပဲဖန်တီးလိုက်တာဖြစ်တယ်ဒါကြောင့်မနတာစေဝရုဋ္ဌိနအကယ်၍အဲ့ဒီစိတ်ကလေးဟာပုံပြက်ပန်းပြက်ဖြစ်သွားပြီဒေါသကြောင့်အခြေအနေဆိုးသွားပြီအိတ်သားကြောင့်အခြေအနေပြက်သွားပြီမစ္စရိယကြောင့်အခြေအနေတွေမကောင်းတော့ဘူးဆိုတဲ့အကုသိုလ်တွေရောက်မကောင်းတဲ့အယောင်တွေခြေမိသွားတဲ့စိတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်မနတာစေဝရုဋ္ဌိနဘာတတိဝါကရောတိဝါအကယ်၍မြတ်မကောင်းတဲ့စိတ်နဲ့ပြောလိုက်မယ်လောကလူတွေဟာစိတ်ဆိုးလာပြီဆိုရင်လည်းဆဲကျင်နဲ့ဆဲလိုက်တာပဲလေနော်တခုလှုပ်လိုက်တာအဲ့ဒီလှုပ်ရက်တွေကကိုယ်စီပြန်ရောက်လာတယ်လို့ဆိုလို့ပေါ့လူတွေကထင်တာတော့ဒီလူကိုဆဲလိုက်ရလို့ရှိရင်ကိုယ်အားရသွားတယ်လို့ထင်တာမဟုတ်ဘူးအဲ့ဒီကိုယ်စိတ်ဆိုးနဲ့ပြောလိုက်တဲ့အလုပ်တွေကကိုယ်စီပြန်ရောက်တာပဲကိုယ်စီဒါကံရဲ့သဘာဝတရားပဲနော်အေးကိုယ်ဆဲခံရတယ်ဆိုတဲ့အကျိုးတွေဖြစ်လာမှာပဲနောက်ကြအဲ့ဒါလို့ဆဲလိုက်မယ်ရေးလိုက်မယ်ရိုက်ပုတ်လိုက်မယ်ဆိုတဲ့အခြေအနေဆိုးတွေကိုပြုလုပ်တယ်တဲ့
အဲ့ဒါတွေကကိုယ့်ရင်ထဲမှာကံတရားအနေဖြစ်လာပြီးတော့တတောနံဒုက္ခမနွေတိအဲ့ဒီလောက်ရက်တွေချောင်းဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခကိုယ်နောက်ကနေလိုက်နေလိမ့်မှာဖြစ်တယ်စက္ကံဝဝါတော်ပဒလှဲယုံနေရတဲ့နွားကြီးတစ်ကောင်ရဲ့နောက်ကိုလှဲပိန်းကြီးကလိပ်ပါနေတယ်လို့ဒုက္ခပေးပြီးတော့လိပ်ပါနေတယ်လို့ပဲလို့မြတ်စွာဘုရားကဒီဒေသနာတော်မှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာကိုဟောကြားချီးမြှင့်ခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့မြတ်ဗုဒ္ဓရဲ့ဓမ္မပဒဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာရရှိမှတ်သားပြီးမိမိတို့ဘဝမှာမကောင်းတဲ့စိတ်ဓာတ်တွေပေါ်လာလို့ရှိရင်ထိုစိတ်အတိုင်းစကားမပြောပဲမလုပ်ပဲကိုယ့်ကိုထိန်းချောင်းခြင်းတတိထားခြင်းပညာဖြင့်ချွန်းအုပ်ခြင်းနော်မလုံးမိအောင်မပြောမိအောင်ထိမ့်သိမ်းဆောင်းရှောက်ခြင်းသည်သာလဲအမှန်တရားလို့လောကလူတွေကလုံးလျက်မှကိုယ်ကနိုင်တယ်လို့ထင်တယ်မလုံးလျက်ရင်ကိုယ်ကရှုံးတယ်လို့ထင်တယ်အဲ့ဒီအနိုင်ရှုံးကိုစဉ်းစားပြီးလူတွေဟာနိုင်ရင်ကြတယ်ပေါ့နိုင်ရင်တို့လုံးလိုက်ရင်အရှုံးပေါ်လာမှာဖြစ်တယ်ဆိုတဲ့သဘောတရားကိုစဉ်းစားဆင်ခြင်ဖို့မြတ်စွာဘုရားရဲ့ဒေသနာတော်မှာပါတဲ့ဓမ္မရတ္တအင်တန်မှရှင်တဲ့နှလုံးထဲမှာမှတ်သားပြီးတော့လိုက်နာချင့်သုံးလို့ရှင်ထူးခြားတဲ့အရာကိုဖြစ်စေတတ်လို့သဗ္ဗရတ္တံဓမ္မရတောစိနာတိဓမ္မအတိဓမ္မအရာကအရာအလုံးနဲ့အနိုင်ရတယ်ဆိုတဲ့အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ဓမ္မရတ္တကိုရရှိအောင်ယူပြီးတော့မိမိတို့ရဲ့နေ့စဉ်ဘဝမှာလူတိုင်းကြုံတွေ့နေရတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကျေနပ်စရာတွေနဲ့သွားပြီးတော့တစ်ဖက်သားကိုအကောင်ထဲဖော်ခြင်းတုံ့ပြန်ပြောဆိုခြင်းပြုလုပ်ခြင်းတစ်ဖက်သားပျက်စီးအောင်လုပ်ခြင်းဆိုတာမျိုးတွေနောက်ဆုံးမှာ Facebook ကဆဲခြင်းရဲခြင်းမကောင်းတာတွေပြောခြင်းဆိုတာကအစပေါ့နော်ကျိုးလေ Facebook တွေကဆဲတယ်ဒုက္ခတွေရအောင်လုပ်တယ်အရှက်ကွဲအောင်လုပ်တယ်ဆိုတဲ့ဟာတွေနောက်ဆုံးကျရင်ကိုယ်စီပြန်ရောက်လာမှာဖြစ်တယ်ဆိုတဲ့ငါတို့ဟာဘူမရင်းဆိုတဲ့လက်နှစ်ကြီးကိုမကင်တော့ဘူးဒီနေ့ကနေစပြီးတော့နော်တိခဏချင်းခွင့်လွှတ်ခြင်းဆိုတဲ့တရားနဲ့သာအနိုင်မယ်လို့ကိုယ်စီနှလုံးသွင်းပြီးယဗုဒ္ဓရဲ့ဓမ္မပဒထေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာကိုအရာယူလျက်ကျင့်ကြံပွားများကြိုးစားအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း